ရက်နေ့မှာကျွန်တော်တွေးထားတဲ့ break နဲ့ကနန်းတချို့ပေါ့ဗျာဒါကျွန်တော်တို့ရဲ့6ကို6 power t ဆိုပြီးဒီမှာထွက်တယ်ဒီကနောက်ထပ်6ကိုဒီမှာ6 power t ဆိုပြီးဒီမှာပြန်ထွက်တယ်ဒီကကျတော့ t ဒီမှာကျတော့ t power 6ဆိုပြီးပြန်ထွက်တယ်လို့အနေထားတစ်ခုမှာကျွန်တော်တို့ဒီရှေ့က power နဲ့ပြန်ထွက်မယ်ဆိုရင်ဒီမှာ3 break ဒါ3 break ပေါ့နော်ဒါ3 break ကျွန်တော်တကွင်တွေးထားတာပေါ့လေပြီးတော့ဒီမှာနောက်ထပ်ဒီကောင်လေးကခွန်ရ1ရပေါင်းတော့8 3ညရ8ရပေါင်းတော့လဲ8 3ရ5ရပေါင်းတော့လဲ8ဒီကွင်မှာကျွန်တော်တို့နောက်ထပ်8ရစီရှိနေဆိုရင်ဒီက1နဲ့ခွန်နဲ့ပေါင်းအောင်ပါအဲ့တော့ဒီမှာကျွန်တော်ခွန်ပေါင်းလိုက်ပြီး8ရတယ်โอเคနောက်ထပ်တစ်ခုခွင်ကကြတော့ဗာလဲဆိုဒီမှာဒီကဒီကောင်ပေါင်းရှင်းက30ဒီကောင်ကြတော့1 break ဆို17ပဲထားလိုက်ပါ8 9 10 17ဆိုတော့ဒီမှာ12လာခြင်းပဲဆိုရင်9ပေါ့ဒီမှာဒီကောင်9ထိပ်ပေါ့ကျွန်တော်ဒီဒါလေးပေါ့ဗျာဒါကတော့ break line လေးပေါ့ဒီကောင်လေးကကြတော့သူကထိပ်အပိတ်တကွက်ကောင်းလေးရထားတာပေါ့ဒါကြတော့သူကနေ့စဉ်နေ့တိုင်းပေးထားတဲ့ site လေးပေါ့ဒါနောက်ထပ်တစ် site ကျွန်တော်ပြရရှိတဲ့ချက်လောက်ဒါကျွန်တော်နေ့တိုင်းပေးတဲ့ site ပေါ့ဗျာဒါကြတော့3ရက်ချာတစ်ချိန်ပေးတဲ့ site ဒီမှာဒီကောင်က6ရပေါင်းတော့2 9ရခွန်ရ9ရပေါင်းတော့2 1ရပေါင်းတော့2ဆိုတဲ့အနေထားမှာဒီမှာခွန်ရှိတယ်ဆိုတော့2ရအောင်9ပေါင်းမယ်9အပေလေးရတာပေါ့ဗျာဒီမှာကျတော့6 4ပေါင်း3 power 8ဒီမှာဒီ9ပေါင်းချင်း8 3 5ပေါင်း8 power 3 9 4 3နော်3 9ပေါင်း2 power ခွင်3ညဒီမှာကျတော့5 3ပေါင်း8ဆိုတော့8 power 3လာမယ်ဆိုတော့ဒီမှာ3လာမယ်ဆိုရင်1ကို2ပေါင်းမယ်အဲ့တော့2 5ဒါတစ်ခွက်ကောင်းပေါ့အဲ့ဒီမှာကျွန်တော်တို့ရတာကဒီမှာကျတော့2ထိပ်နဲ့5ပိတ်ရတယ်ဟိုဘက်ကွင်မှာကျတော့ကျွန်တော်တို့6ထိပ်နဲ့ခွန်ပိတ်ရတယ် break က3 break line လေးရှိတယ်ဆိုတော့ကျွန်တော်ကနန်းလေးကြိုက်တဲ့ကနန်းလေးထုတ်ထားတာပေါ့ဗျာကျွန်တော်ကြိုက်တဲ့ကနန်းလေးတွေကပါလဲဆိုတော့ဒါကျွန်တော်ကြိုက်တဲ့ကနန်းလေးတွေပေါ့ဒီကောင်ကျတော့ခုနကကျွန်တော်တို့ရထားတဲ့ဟွာလေးပေါ့ဒီကောင်ကကျတော့ကျွန်တော်တို့ break line နဲ့ guide break line နဲ့ညှိပြီးတော့မှခုနကရတာလေးကို break line နဲ့ညှိလိုက်တာပေါ့ဒီကောင်လေးကကျတော့ break line ရောပြီးတော့ဒီထိပ်ပိတ်ကနန်းလေးတွေတွဲပြီးတော့မှပေးထားတာပေါ့ဒီကောင်လေးကိုကျတော့ main ထိုးလိုက်ပေါ့ဒါလေးကိုကျတော့ do all ပေါ့ဒါကောင်လေးကျတော့ရန်ထိုးလိုက်ပေါ့အားလုံးပဲပေါက်ကြပါသေးတယ်